အလောင်းရှာခဲ့သည့်အတွက်ကြောင့်အခုအလောင်းရနေကြတာကွာပြောဘာရနေကြတာတော့ဒကမာကြီးဒေါ်ကျင်ယုံသည်လဲခုဘာရနေတာအလောင်းရနေတာဒေသံပြော့မသွားနဲ့နော်မပြောနဲ့သူကဒီနေရာကျတော့အတန်ကလေးရပြော့နဲ့အသက်ကြီးဟန်ဆောင်တာနော်သာသမီတွေများငေါရမယ်ဆိုလို့ရှိရင်အတန်ကတဲ့အိမ်လုံးကြားဟုတ်လားတဲ့အိမ်လုံးကြားတယ်ကဲအခုဘာရနေကြတာတော့အလောင်းရနေကြတာဘုန်းကြီးလည်းဘာရနေတာတော့အလောင်းရနေတာအတူတူပဲကဲအဲ့ဒီအလောင်းရပြီမယ်လို့တဲ့သစ္စာတရားမနာသစ္စာတရားသဘောမပေါက်ရင်တော့အလောင်းကိုအလောင်းမှမသိပါဘူးတဲ့ဟုတ်ပြီအဝိဇ္ဇာအဲ့ဒီအလောင်းကြီးကိုပဲအကောင်းထင်အောင်မယ်တဲ့အဝိဇ္ဇာပဲဒီလိုတဲ့အလောင်းကိုအလောင်းမှမသိဒီအလောင်းကိုပဲအကောင်းထင်ရင်သမုဒိယသစ္စာတဲ့အလောင်းပဲထပ်ရှာအောင်မယ်တဲ့ပြောစမ်းဘာပဲထပ်ရှာမှာဒီတလောင်းကမြေချပါလားမချသေးဘူးအားလုံးဖြေနော်မဖြေတဲ့ပုဂ္ဂိုလ်တွေတစ်မျိုးဖြစ်သွားလိမ့်မယ်နော်တလောင်းကမြေချပါလားအမလီအခုမှဘုန်းကြီးတောင်လန့်သွားတယ်တလောင်းကမြေမှာမချရသေးဘူးတဲ့သစ္စာမသိတဲ့ပုဂ္ဂိုလ်များကြတော့တဲ့တလောင်းထပ်ပြီးတော့ရှာတဲ့ပြောပါလိမ့်တလောင်းထပ်ပြီးတော့ရှာတယ်နော်တလောင်းထပ်ပြီးတော့ရှာတယ်ကဲတလောင်းထပ်ပြီးတော့ရှာရင်နောက်ထပ်ဘာရမှာလဲအလောင်းနေပြန်ရမယ်ပြန်ပြောသားဘာရမှာလဲအဲ့ဒါကိုယောဂီပေါင်းတော်ကောင်းတို့မုဂ္ဂုတ်ဆရာတော်ဘုရားကြီးကအမိန့်ရှိလိုက်တယ်သစ္စာသိအောင်လို့နော်မင်းတို့သစ္စာနှစ်ခုနဲ့လဲတယ်ဆိုတာကတခြားမဟုတ်ဘူးกว่าတဲ့အလောင်းရှာလိုက်အလောင်းရလိုက်အလောင်းရှာလိုက်အလောင်းရလိုက်မတာကြီးဝါရေးกว่าတယ်ပြောစမ်းဘာကြီးဝါရေးလဲအယိုးကြီးဝါရေးกว่าတယ်ဘာကြီးဝါရေးတော့မျက်ရည်ကြီးပွားရေးတဲ့ဘာကြီးဝါရေးတော့သစ္စာမသိရင်အတော်နာတယ်နော်သစ္စာမသိရင်ဘာလိမ့်အတော်နာတယ်အလောင်းကြီးပွားရေးနဲ့ပဲတန်တရားလဲခဲ့ရတယ်မသာကြီးပွားရေးနဲ့ပဲတန်တရားလဲခဲ့ရတယ်သဘောပါရဲ့လားကဲလိုက်ဆိုစမ်းဘဝတိုင်းသည်သင်္ချိုင်းမြေဘဝစီခေလှပြီဘဝတိုင်းသည်သင်္ချိုင်းမြေဘဝစီခေလှပြီဝေပုံတောင်မြာဗမာပြာအယုမကပြီဝေပုံတောင်မြာဗမာပြာအယုမကပြီဘုခလံမျိုးမိကိုတို့ကိုချိုးနေလာပြီဘုခလံမျိုးမိကိုတို့ကိုချိုးနေလာပြီသစ္စာနှစ်ခုနဲ့တန်တရားလည်းပတ်ပုံပြီးသွားပြီကဲအခုယောဂီပေါင်းတော်ကောင်းတို့ကို၄ခုအလွှာနဲ့လည်းလေ့ချရမယ်တဲ့၄ခုအလွှာနဲ့လေပတ်ပုံကိုလည်းပြောပြပါမယ်အားလုံးလိုက်ဆိုကြ၄ခုအလွှာဆိုသည်မှာအတိတ်အကြောင်းတလွှာပစ္စုပန်အကျိုးတလွှာပစ္စုပန်အကြောင်းတလွှာအနာဂတ်အကျိုးတလွှာ၄
လေးခုအလွာဆိုသည်မှာအတိတ်အကြောင်းတလွာဘိစုံပံအကျိုးတလွာဘိစုံပံအကြောင်းတလွာအနာကအကျိုးတလွာကဲယောဂီပေါင်းတော်ကောင်းတို့လေးခုအလွာဆိုရင်းနဲ့ဒီခွက်12ခွက်တို့ကိုတဲ့ကြည်ပါနော်ကဲဆိုလေးခုအလွာဆိုသည်မှာလေးခုအလွာဆိုသည်မှာအတိတ်ကြောင့်တလွာပိစုပ္ပံအကျိုးတလွာပိစုပ္ပံအကြောင်းတလွာအနာဂတ်အကျိုးတလွာလေးခုအလွာဆိုသည်မှာအတိတ်ကြောင့်တလွာပိစုပ္ပံအကျိုးတလွာပိစုပ္ပံအကြောင်းတလွာအနာဂတ်အကျိုးတလွာကဲယောဂီပေါင်းတော်ကောင်းတို့တွေလေးခုအလွာတန်တရားလေးပုံကိုအင်္ဂါ12ပါးနဲ့တွဲပြမယ်နော်အင်္ဂါ12ပါးနဲ့တွဲပြတဲ့အခါကျတော့နံပါတ်1အတိတ်အကြောင်းတလွာနံပါတ်1ဘာအလွာပါလဲအဲ့ဒီအတိတ်အကြောင်းတလွာတစ်အကွက်ကိုကြည့်လိုက်ဒီအတိတ်အကြောင်းတလွာလို့ခေါ်တယ်တဲ့တစ်အကွက်ထဲမှာအဝိဇ္ဇာနဲ့သင်္ခါရအင်္ဂါ2ပါးရှိတယ်ဒီအဝိဇ္ဇာနဲ့သင်္ခါရအင်္ဂါ2ပါးကဘယ်ကာလလဲလွန်လီပြီးသောအတိတ်ကာလဘာအလွာလဲအတိတ်အကြောင်းတလွာဘာသစ္စာပါလဲသမုဒိယသစ္စာအဲ့တော့အဝိဇ္ဇာနဲ့သင်္ခါရဆိုတာကတခြားမဟုတ်ဘူးအဝိဇ္ဇာဆိုတာကဒဂမကြီးတို့အေးအေးသင်တို့ရောဘုန်းကြီးတို့ရောပေါ့လုံးလေပြီးသောအတိတ်ကာလတုန်းကခန္ဓာ၅ပါးတို့ကိုဒုက္ခသစ္စာရေလို့မသိခဲ့ကြပါဘူးတဲ့ဒုက္ခသစ္စာရေလို့မသိခဲ့သည့်အတွက်ကြောင့်ကုသိုလ်သင်္ခါရတို့ကိုလည်းပြုလုပ်ခဲ့တယ်အာဟုသောသင်္ခါရတို့ကိုလည်းပြုလုပ်ခဲ့ကြပါတယ်တဲ့ဒါကိုအဝိဇ္ဇာနဲ့သင်္ခါရလို့ခေါ်ရတယ်ဘာလို့ခေါ်ရတယ်လဲအဝိဇ္ဇာနဲ့သင်္ခါရလို့ခေါ်ရပါတယ်လုံးလေပြီးသောအတိတ်ကာလတုန်းကသစ္စာ၄ပါးတို့ကိုအမှန်တိုင်းမသိခဲ့တာကဘာပါလဲဝိဇ္ဇာပါဗျာကုသိုလ်ကံအကုသိုလ်ကံတို့ကိုပြုခဲ့တာကဘာပါလဲသင်္ခါရဘာအလွာလဲဘာသစ္စာလဲသမုဒယသစ္စာပါဗျာအဲဒါဖြစ်ရင်ဒဂမကြီးတော်အေးအေးသင်လွန်လီပြီးသောအတိတ်ကာလတုန်းကဘာနဲ့နေခဲ့တယ်လဲဝိဇ္ဇာနဲ့သင်္ခါရနဲ့နေခဲ့ပါတယ်ဗျာဘာအလွာနဲ့နေခဲ့တာတော့သေကြောင့်အလွာနဲ့နေခဲ့ပါတယ်ဗျာဘာသစ္စာနဲ့နေခဲ့တာတော့သမုဒယသစ္စာနဲ့အဝိဇ္ဇာသင်္ခါရနဲ့နေခဲ့သည့်အတွက်ကြောင့်ပစ္စုပန်ကာလမှာခန္ဓာဘယ်နှပါးနဲ့နေရလဲဘာတွေလဲဝိညာဉ်နာယုတ်ပါရယတနာဘာသာဝေဒနာအင်္ဂါဘယ်နှပါးနဲ့နေရတာလဲကဲသမုဒိအနေနဲ့သာလည်းရင်ဒဂမကြီးတော်အေးအေးသင်လို့ပြောပင်ပြောညာတော်လည်းပဲခန္ဓာနဲ့ပြောရင်ဘယ်နှပါးတော့ခန္ဓာနဲ့ပြောရင်ဘယ်နှပါးတော့ဘာကာလတော့ဘာအလွာတော့သစ္စာနဲ့ပြောရင်ဘာသစ္စာဒုက္ခသစ္စာပရိသန္တိနေခဲ့ရတာကလည်းဘာသစ္စာတော့အခုနာယုတ်နဲ့နေရတာလည်းဘာသစ္စာတော့မျက်စိနာနာလျာကိုယ်စိတ်နဲ့နေရတာလည်းဘာသစ္စာတော့မြင်ရကြားရနာရစားတော့ရတွေးထီရတွေးတောကြံစီရတာကလည်းဘာသစ္စာတော့
နောက်ဆုံးနဲ့ခံစားနေရတာကလည်းဘာသစ္စာလဲဒုက္ခသစ္စာပါပဲတဲ့ဒါကိုအင်္ဂါ၅ပါးနဲ့နေရတယ်သို့မဟုတ်ခန္ဓာ၅ပါးနဲ့နေရတယ်လို့ပြောရတယ်ကဲတခါယောဂီပေါင်းတော်ကောင်းတို့၃အကွက်ကိုကြည်လိုက်၃အကွက်မှာအင်္ဂါ၃ပါးရှိတယ်ဘယ်နှပါးရှိတော့၃ပါးရှိပါတယ်ဒီအင်္ဂါ၃ပါးကဘာတွေလဲတဏှာဥပါဒံကမ္မဘဝဟောတဏှာဥပါဒံကမ္မဘဝတဏှာဆိုတာကလေရှိပြီးသားခန္ဓာ၅ပါးကိုလေသူကတွေ့တာတဲ့မရသေးတဲ့ခန္ဓာ၅ပါးကိုလေလှမ်းပြီးတကလားလူချင်းတယ်တက္ကရာကမတွေလို့ပေါ့နော်အတူတူပါပဲရှိပြီးသားပိုက်ဆံလေးကိုကောမခင်ဘူးလားခင်ပါဗျာနောင်ရမယ်ပိုက်ဆံလေးကိုမခင်ဘူးလားခင်ပါဗျာတဏှာမစွဲလမ်းဘူးလားစွဲလမ်းပါဗျာဥပါဒကဲနောက်ထပ်ရအောင်ကောမကြိုးစားကြဘူးလားကြိုးစားပါဗျာကမ္မဘဝဒါကိုပစ္စုပန်အကြောင်းတစ်လွှာလို့ခေါ်ရတယ်ဟာအကြောင်းတစ်လွှာပါလိမ့်ပစ္စုပန်အကြောင်းတစ်လွှာပါဗျာအင်္ဂါနဲ့ပြောတော့တဏှာဥပါဒံကမ္မဘဝကဲပစ္စုပန်ကြောင်းတလွားဒီအင်္ဂါ၃ပါးရှိလျင်အနာကအကျိုးတလွားတဲ့အင်္ဂါ၂ပါးပြန်ရလိမ့်မယ်ပြောဘာ၂ပါးပြန်ရမှာတော့အင်္ဂါ၂ပါးပြန်ရပါဗျာအဲ့ဒီအင်္ဂါ၂ပါးကဇာတိနဲ့သရမရဏနောက်ထပ်တစ်ပံပရိသန္တိနေရမယ်တဲ့နောက်ထပ်တစ်ဖန်ဥရသေးရမယ်တဲ့သဘောပါရဲ့လားပါပါဗျာနောက်ထပ်တစ်ဖန်ပရိသန္တိနေလို့ရှိရင်ကိုချမ်းသာမှလားဆင်းရဲမှလားဆင်းရဲပါဗျာနောက်ထပ်ဥရသေးရဗျာရင်ကိုတဲ့ချမ်းသာမှလားဆင်းရဲမှလားဆင်းရဲပါဗျာဒါကြောင့်အနာကအကျိုးတလွှာဇာတိဇရာမရဏဘာသစ္စာပြန်ရတာတော့ဒုက္ခသစ္စာပြန်ရတယ်ကဲဒါဖြစ်ရင်ယောဂီတို့သည်တဲ့တန်တရားလဲတယ်ဆိုတာကတကယ်ကြတော့နော်လူချမ်းသာနတ်ချမ်းသာဗြဟ္မာချမ်းသာနဲ့လေရတာလားဥနာတိနဲ့လေရတာလားဥနာတိနဲ့လေရပါဗျာလူချမ်းသာနတ်ချမ်းသာဗြဟ္မာချမ်းသာဆိုတာကတဲ့အပြောသာလျင်ချမ်းသာတယ်ကိုယ်တိုင်လူဖြစ်ကြည့်တော့ဘာတော့ဆင်းရဲတယ်နတ်ချမ်းသာဆိုတာကလည်းတဲ့အပြောသာချမ်းသာတယ်တဲ့ကိုယ်တိုင်နတ်ဖြစ်ကြည့်နော်ပိုးတောင်ဆင်းရဲတယ်သဘောပါရဲ့လားစီးစိမ်ကြီးလေလေအိုရမှာကြောက်လေလေစီးစိမ်ကြီးလေလေနာရမှာကြောက်လေလေစီးစိမ်ကြီးလေလေတရားမှာကြောက်လေလေနော်တရားဓမ္မတွေဘုန်းကြီးကတရားနာလာကြတယ်တရားဓမ္မတွေကလည်းစီးစိမ်ကြီးတဲ့ပုဂ္ဂိုလ်တွေဆိုတော့ဟာကြီးကြပါတော့ဟမ်အကြောက်ကြီးကြမှာအဲ့ဒါအကြောက်ကြီးတာကိုသူဆင်းရဲတယ်လို့ခေါ်တာပဲမှားရလားအကြောက်ကြီးတာကိုဘာလို့ခေါ်တာလဲဆင်းရဲတယ်လို့ခေါ်တယ်ဆင်းရဲတယ်လို့ခေါ်တယ်နော်သဘောပါရဲ့လားအေးဒါကြောင့်တရားဓမ္မပေါင်းတော်ကောင်းတို့တဲ့ကိုယ်တိုင်နတ်သွားဖြစ်တော်လည်းပဲတဲ့ချမ်းသာတာမဟုတ်ပါဘူးတဲ့သူဆင်းရဲတာပါပဲတဲ့ဗြဟ္မာချမ်းသာလို့အပြောသာလည်းရင်ချမ်းသာတာတဲ့ကိုယ်တိုင်နဲ့ဗြဟ္မဘုံရောက်ဗြဟ္မာကြီးဖြစ်တော့လည်းဆင်းရဲတာပါပဲတဲ့ဘာရှိလို့လဲမေးရင်ခန္ဓာရှိနေလို့အားလုံးပြောတာဘာရှိနေလို့လဲခန္ဓာရှိနေလို့ကဲဒါဖြစ်ရင်ယောဂီပေါင်းတော်ကောင်းတို့တန်တရားမလဲခြင်းတော့ဘူးတန်တရားစသိမ့်ပြီးတော့ဒုက္ခငြိမ်းခြင်းလေဆိုလို့ရှိရင်ဘယ်နေရာမှာလွတ်အောင်ယုံရမလဲတဲ့ဟောပဋိစ္စသမုပ္ပါစဝိုင်းနှစ်အကွက်နဲ့သုံးအကွက်ချားကိုကြည့်လိုက်ဒီနှစ်အကွက်နဲ့သုံးအကွက်ချားမှာသူကလမ်းနှစ်သွယ်ပြထားတယ်ဘာနှစ်သွယ်လဲလမ်းနှစ်သွယ်ပြထားတယ်ဝေဒနာကြောင့်တဏှာဖြစ်မယ်သို့မဟုတ်နှစ်အကွက်ကြောင့်သုံးအကွက်ဖြစ်မယ်ဆိုရင်
သူကပရိစ္ဆသမုပ္ပါလေမဲ့လမ်းနဲ့ဘာဖြစ်မဲ့လမ်းတော့ကဲယခုတရားဓမ္မတွေတဲ့လူဘဝဆိုတဲ့ခန္ဓာ၅ပါးမရှိဘူးလားရှိပါပါဗျာသစ္စာမသိလျင်လူဘဝလူခန္ဓာ၅ပါးကိုမတွေ့တာမှလားတွေ့တာမှလားတွေ့တာပါဗျာမဆွဲလန်းမှလားဆွဲလန်းမှလားဆွဲလန်းပါပါဗျာနောက်ထပ်ရအောင်မကြိုးစားအောင်မှလားကြိုးစားအောင်မှလားကြိုးစားအောင်ပါဗျာနောက်ထပ်ကြိုးစားရင်မရမှလားရမှလားရပါပါဗျာဘာရမှတော့ဇာတိရပြီးရင်ဘာရမှာတော့မအိုရမှာလားအိုရမှာလားမသေးရမှာလားသေးရမှာလားအဲ့ဒါကိုပရိစ္ဆသမုပ္ပါလေလန်းလို့ပြောတယ်ပြောဘာလန်းတော့ကဲဒီလေလန်းကိုလျှောက်ခဲ့တဲ့ဘဝတွေကနည်းနည်းလားအများကြီးလားအများကြီးပါဗျာဘယ်နှခါလေခဲ့တော့မရမတွက်လာအောင်ကိုလေခဲ့ပြီးပြီနော်လေတာများတော့ခေါင်းတောင်မမူတော့ဘူးမှားရလားလေတာများရင်ခေါင်းမမူဘူးနော်မလေခြင်းသည့်အတွက်ကြောင့်တရားလေးနာတရားလေးထိုင်ရင်ခေါင်းမူရတာနဲ့ခေါင်းကြိုက်ရတာနဲ့မှားရလားဒါကြောင့်တဲ့ဝေဒနာနဲ့တဏှာနဲ့ဆက်လျင်ဝေဒနာကြောင့်တဏှာဖြစ်လျင်ဒါလေတဲ့လမ်းတဲ့ကဲယောဂီပေါင်းတော်ကောင်းတို့တဲ့တန်တရားမှလွတ်ခြင်းတယ်တန်တရားမှလွတ်ခြင်းတဲ့ပုဂ္ဂိုလ်များတန်တရားမှလွတ်မြောက်ဖို့ရန်အတွေ့တဲ့ဟောဒီမှာကြည့်လိုက်ပဋိစ္စသမုပ္ပါထွက်လန်းပြောဘာထွက်လန်းတော့ပဋိစ္စသမုပ္ပါထွက်လန်းပါဗျာနှစ်အကွက်နဲ့သုံးအကွက်စိုက်ရမှာလားဖြတ်ရမှာလားဝေဒနာနဲ့တဏှာစိုက်ရမှာလားဖြတ်ရမှာလားဖြတ်ရမှာပါဗျာဘာနဲ့ဖြတ်မလဲအဲ့ဒီခါကျမှဉာဏ်နဲ့ဖြတ်နော်သစ္စာသိတဲ့ဉာဏ်နဲ့ဖြတ်ပြောဘာသိတဲ့ဉာဏ်နဲ့တော့သစ္စာသိတဲ့ဉာဏ်နဲ့ဖြတ်ပါကဲယောဂီပေါင်းတော်ကောင်းတို့လူချမ်းသာဆိုတာကလည်းတခြားလားဝေဒနာလားဝေဒနာပါဗျာနတ်ချမ်းသာဆိုတာကလည်းတခြားလားဝေဒနာလားဝေဒနာပါဗျာကြည့်လိုက်စမ်းဒီဝေဒနာကိုမြတ်စွာဘုရားကဘာသစ္စာလို့ဟောထားတာလဲဝေဒနာမှန်သမျှကိုမြတ်စွာဘုရားကဒုက္ခသစ္စာလို့ဟောထားတာဘာဖြစ်လို့ဒီဝေဒနာမှန်သမျှကိုဒုက္ခသစ္စာလို့ဟောတယ်လဲဆိုရင်ခံစားမှုလို့ခေါ်တဲ့ဝေဒနာကလည်းမမြဲလို့တဲ့ယောဇံဝေဒနာသည်မြဲတဲ့တရားလားမမြဲတဲ့တရားလားမမြဲတဲ့တရားဘုန်းကြီးတို့တရားဓမ္မတို့တဲ့အခုနော်လူဘဝအသက်ထင်ရှားရှိစဉ်ကာလတုန်းသာလျင်တဲ့ဝေဒနာလေးတွေခံစားနေကြရတာဒါတောင်မှပဲတခါတရံကြတော့ဒုက္ခရောက်လိုက်တခါတရံကြတော့ဒုက္ခနဲ့နေလိုက်တခါတရံကြတော့ဒုက္ခတွေနဲ့ကြုံလိုက်တခါတရံကြတော့ဒုက္ခတွေနဲ့နေလိုက်နဲ့ကဲတည်သွားပြီဆိုလို့ရှိရင်လူဘဝလူချမ်းသာကိုခံစားရပါအောင်မလားမခံစားရတော့ဘူးနော်နောင်ဘဝငရဲကြလျင်ငရဲဒုက္ခခံစားရတော့မယ်တရိစ္ဆာန်ဖြစ်လျင်တရိစ္ဆာန်ဒုက္ခခံစားရတော့မယ်သဘောပါရဲ့လားပါပါဗျာဒါကြောင့်ယောဂီပေါင်းတော်ကောင်းတို့တဲ့သစ္စာတရားကိုနာပါတဲ့ဘာတရားနာသစ္စာတရားကိုနာရမယ်ဝေဒနာမှန်သမျှကိုဒုက္ခသစ္စာလို့ဟောတဲ့တရားကိုများများနာရမယ်လူဘဝလူချမ်းသာဆိုတာကလည်းဝေဒနာပဲဒါလည်းမမြဲဘူးဖြစ်ပြီးရင်ပြတ်ပါပဲမဝေးပြီးရင်သိမှာပဲနတ်ဘဝနတ်ချမ်းသာဆိုတာကလည်းဝေဒနာပဲကွာဖြစ်ပြီးရင်ပြတ်မှာပဲမဝေးပြီးရင်သိမှာပဲဒါကြောင့်မင်းတို့ဝေဒနာမှန်သမျှဟာဒုက္ခသစ္စာဒုက္ခသစ္စာဒုက္ခသစ္စာလို့ဟောတဲ့တရားကိုများများနာမှားရလားမှန်ပါဗျာကဲဒကမာကြီးတွေဆိုကြပါစို့ပိုက်ဆံရှိသည့်အတွက်ကြောင့်တဲ့သိန်းပေါင်း1000တန်စိတ်နှကကြီးတွေတဲ့ဝိဆင်ပြီးပျော်နေတာကလည်းဝေဒနာပဲသို့တော့ဒီဝေဒနာကကောမြဲရဲ့လားမမြဲဘူးမှန်ရဲ့လားအဲ့တော့ဝေဒနာမှန်သမျှဟာမမြဲတဲ့ဖြစ်ပြဒုက္ခသစ္စာပဲတဲ့
အဲ့ဒီကဲတော့တဲ့သိတဲ့ဉာဏ်ရအောင်အရင်လုပ်ရမယ်ဒါကိုတဲ့တရားနာမှုနဲ့သိတဲ့ဉာဏ်လို့ပြောရတယ်ကဲတရားနာမှုနဲ့ဒီဝေဒနာဟာဒုက္ခသစ္စာပဲလို့သိပြီးပြီဆိုလို့ရှိရင်ဝေဒနာရဲ့မမြဲမှုလေးကိုရှုရတယ်ဝေဒနာရဲ့ဘာကိုရှုရမှာတော့အခုယောဂီတို့တရားအားထုတ်တဲ့အချိန်မှာဝေဒနာတွေမပေါ်ဘူးလားပေါ်ပါတယ်ဗျာတခါတည်းမဆင်းရဲဘူးလားဆင်းရဲပါတယ်ဗျာအဲ့ဒီဆင်းရဲမှုလေးကိုသေးသေးချာချာစာရှုမှတ်တဲ့အခါကျတော့ဆင်းရဲခြင်းအစဆင်းရဲခြင်းအလဲဆင်းရဲခြင်းဆုံးကံဤနောက်ဆင်းရဲခြင်းဆုံးသွားတယ်ကဲယောဂီပေါင်းတော်ကောင်းတို့ဒီဒုက္ခဝေဒနာမဆုံးမချင်းတရားရှုမှတ်တဲ့ပုဂ္ဂိုလ်တွေမှာမဆင်းရဲကြတာလားဆင်းရဲကြတာနှစ်နာရီလောက်သာမပြေမဲနဲ့ထိုင်ကြည့်တရားဓမ္မတွေတဲ့ဒုက္ခဝေဒနာကနှိမ့်ဆက်လိမ့်မယ်နော်အရင်တော့ကမျော်လင့်မထားတဲ့ဒုက္ခတွေကိုတွေ့ရလိမ့်မယ်ဒုက္ခဝေဒနာရဲ့နှိမ့်ဆက်မှုတွေဟောသို့တော့ဒုက္ခဝေဒနာရဲ့နှိမ့်ဆက်မှုကဒုက္ခသစ္စာမဟုတ်သေးဘူးသစ္စာထိုက်တဲ့ဒုက္ခသစ္စာမဟုတ်သေးဘူးဒီဒုက္ခဝေဒနာတွေကိုကိုယ်ကတဲ့မကြော်ကြော်အောင်ရှုလိုက်ရတယ်ဒုက္ခဝေဒနာတွေကိုကြောပြီဆိုလို့ရှိရင်သူဒုက္ခဝေဒနာနဲ့တရားအထုတ်လို့ရသွားတယ်ဒီဒုက္ခဝေဒနာကိုကြည်ရင်တဲ့အဲ့ဒီဒုက္ခဝေဒနာကလည်းမမြဲဘူးဖြစ်ပြီးရင်ပြက်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 နဲ့ဒုက္ခဝေဒနာရဲ့မမြဲမှုဖြစ်ပျက်ကိုမြင်တဲ့အခါကျမှအဲ့ဒီပုဂ္ဂိုလ်တကယ်ကိုတဲ့ဉာဏ်နဲ့မှကိုဆင်းရဲလာတယ်ဒီဆင်းရဲခြင်းကိုမြင်မှသာလျှင်ဝိပဿနာဉာဏ်ဖြစ်တယ်ဒီဉာဏ်အားကောင်းလာတဲ့အခါကျတော့ယောဂီအပေါင်းတော်ကောင်းတို့နော်ဝေဒနာရဲ့အပြည့်တီကိုပဲသူကမြင်နေရသည့်အတွက်ကြောင့်ဉာဏ်နဲ့မှသူညှင်းငွေလာတယ်ပြောဘာလဲညှင်းငွေလာတာတော့ဉာဏ်နဲ့မှညှင်းငွေလာတဲ့အခါကျမှသူကအရင်တုန်းကလူချင်းနဲ့အခုမလူချင်းတော့ဘူးဟောစိတ်ကလေးကပြောင်းသွားတယ်အရင်တုန်းကလူချင်းတဲ့စိတ်ကတဏှာနော်အခုမလူချင်းတော့တာကဉာဏ်စိတ်ကလေးပြောင်းသွားတယ်ပြောဘာပြောင်းသွားတာတော့လူချင်းတုန်းကလောဘလူချင်းတုန်းကဘာတော့လောဘလို့ပြောလဲရတယ်တဏှာလို့ပြောလဲရတယ်မလူချင်းတော့တာကဉာဏ်နော်မလူချင်းတော့တာကဘာတော့ဉာဏ်ဖြစ်သွားတယ်အဲ့တော့ယောဂီတို့ဘုန်းကြီးတို့ခုတရားအားထုတ်နေရတယ်ဆိုတာကဘာတော့လူချင်းရာကနေပြီးတော့မလူချင်းတဲ့ဉာဏ်အဲ့ဒီဉာဏ်လေးရအောင်ကြိုးစားနေကြတာခုရပါလားမရသေးရင်ဆက်ကြိုးစားပေါ့နော်မရပါပြီဖေရတယ်ဘသူတော့သီလရှင်ဆရာကြီးလာတော့မသိဘူးနော်ရပြီတဲ့ကဲတရားဓမ္မကြီးလည်းရအောင်ကြိုးစားအဲ့တော့လိုချင်တော့ကတဏှာဟောမလိုချင်တဲ့အခါကျတော့ဉာဏ်ဒါကိုဝိရာဂဉာဏ်လို့ပြောရတယ်ဒီခန္ဓာဒီဟူသောဒုက္ခသစ္စာကြီးမှလွတ်ခြင်းမိဝေဒနာဖြစ်ပြဒုက္ခသစ္စာတွေမှလွတ်ခြင်းမိအဲ့ဒါကိုတော့ဉာဏ်လို့ပြောရတယ်ဒီဉာဏ်ရအောင်သူကြိုးစားနေကြတာကိုပဲသူဝိပဿနာတရားအားထုတ်တယ်လို့ပြောရတယ်နော်လူချင်းရာကနေမလူချင်းအောင်ပြောပါလိမ့်လူချင်းရာကနေမလူချင်းအောင်အေးဒါမလူချင်းတဲ့အဆင့်ပဲရှိသေးတယ်နော်နိဗ္ဗာန်ကိုမြင်တဲ့အဆင့်မရောက်သေးဘူးနော်နောက်ဘယ်နှရက်ကြံသေးတော့နှစ်ရက်ဒီပါရတော့မှန်သားပဲစရဲအတွက်ထားတာဆိုတော့ဒီကနေ့3ရက်ပြီးပြီဟုတ်လားနော်အဲ့တော့မလိုချင်တဲ့ဉာဏ်ကနေပြီးတော့နော်နိဗ္ဗာန်ကိုမြင်တဲ့ဉာဏ်အထိကိုကြတော့မနက်ဖြန်မှာဆက်ဟောပြီးမယ်အခုတော့သာဓုခေါ်တော်ကြစို့
ကဲလိုက်ဆိုလိုက်ဣမာယဓမ္မာနုဓမ္မပฏิပတ်တိယဗုဒ္ဓံပုစေမိဣမာယဓမ္မာနုဓမ္မပฏิပတ်တိယဓမ္မံပုစေမိဣမာယဓမ္မာနုဓမ္မပฏิပတ်တိယသံဃံပုစေမိယနေ့ယခုယူလုံးရသောကုသိုလ်ကံစေရနာတို့ကြောင့်တပည့်တော်တို့သည်ဒုက္ခခတ်တေကင်းငြိမ်းရာအမှန်ဉာဏ်နိဗ္ဗာန်ကိုလျင်မြန်စွာမြဲမှာယူရပါလိုကုန်၏အရှင်ဘုရားယူပြုသမျှကုသိုလ်ကံစေရနာတို့၏အဖို့ပါကကိုအမိအဖာဆရာသမားအစာထား၍အာလုံးသောသတ္တဝါဝိနိယတို့အား၎င်းအယေတနေယမမင်းအား၎င်းနတ်တို့တနေတရားမင်းအား၎င်းဒီမြေတနေအစိုးရမင်းတို့အား၎င်းအမြဧဝေငါပါကုန်၏အမြရာချ၍ကိုယ်စိတ်နှပြချမ်းမာချမ်းသာကြသည်ဖြစ်ကြပါစေသောချမ်းသာစွာဖြင့်ဝိပဿနာတရားတို့ကိုပွားများအားထုတ်နိုင်ကြ၍ဒုက္ခခတ်သိမ်းကင်းငြိမ်းရာအမှန်ဉာဏ်နိဗ္ဗာန်ကိုလျင်မြန်စွာမျက်မှောက်ပြုနိုင်ကြပါစေ။